ဗျာနော်ဟုတ်ကဲ့မြင်နေရတဲ့ကတော့ကျွန်တော်ဆိုင်မကန်ရှိပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါကတော့ကျွန်တော်တို့ရဲ့အခွဲတွေပေါ့နော်အခုကတော့ဒါအောက်ချက်ဟုတ်ကဲ့ပါကဲကိုရောက်ကနေနေပါပြီခင်ဗျာဟုတ်ကဲ့အားလုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကဲကန်စားတော့ပြန်ရောက်လာပါပြီခင်ဗျာဒါလေးကတော့ရေပေါ်အိမ်လေးတွေပေါ့နော်ဒီဇိုင်းလေးတွေကတော့တယောက်တစ်မျိုးတော့လာနေတာပဲခင်ဗျာဟုတ်ကဲ့အားလုံးပဲပြန်ရောက်လာပါပြီခင်ဗျာဟုတ်ကဲ့ကန်ဆိုင်တော့မယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ